မင်္ဂလာပါကျမတို့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ View ရဲ့အပြင်းထူလို့ဘယင်ဖြစ်တဲ့သူဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်တခါတုန်းကရွာတရွာမှာလယ်သမားလင်မယားရှိတယ်သူတို့မှာရှာရှာပါပါသားတစ်ယောက်ရှိတယ်ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်နာမည်ကိုတော့မောင်လုံးလာလို့ပေးခဲ့ကြတယ်ဒါပေမဲ့မောင်လုံးလာကနာမည်နဲ့မလိုက်အောင်ပြင်းလွန်းလို့ငယ်နာမည်မောင်လုံးလာပျောက်ပြီးငပြင်းလို့ပဲနာမည်တွင်နေတဲ့ငပြင်းဟာအရွယ်ရောက်လို့လူပြိုဖြစ်လာတဲ့အချိန်ထိတောင်အလောက်ဆိုဘာတစ်ခုမှမလုပ်ဘူးတဲ့ဟဲ့ငပြင်းစားမယ်ခွန်ကျွေးအမေကစားရမှာပြင်းလို့18နှစ်လုံးလုံးအမျိုးမျိုးတီးခံပြီးချစ်ခဲ့ကြတဲ့မိဘတွေတောင်ငပြင်းကိုအမြင်ကပ်လာကြတယ်အေးဒီနေ့ကစပြီးမင်းရဲ့ဝေယဝစ္စဘာဆိုဘာမှလုပ်မပေးနိုင်တော့ဘူးအလုပ်လုပ်ပြီးကိုထမင်းကိုရှာမစားခြင်းရင်အိမ်မောကဆင်းအဖေရဲ့တစ်ချက်လို့အမိန်ကိုအမေတော်မကန့်ကွက်တော့ဘူးလင်မယားနှစ်ယောက်ထမင်းပြင်ပြီးစားနေကြတဲ့ဘိုက်စားလိုက်တာဦးကိုလိတ်နေပြီအဖေနဲ့အမေကလည်းခွန်ကြွေးမှမဟုတ်တော့ဘူးငါကလည်းထကိုမထချင်တော့ဘူးမိဘတွေကငပြင်းကိုလှည့်မကြည့်တော့ဘူးပြောင်ပြောင်တင်းတင်းပဲကိုဝမ်းကိုဖြည့်နေကြတယ်ငပြင်းလဲစာလုံးလို့ချွဲကြည့်သေးတယ်အမေရဲ့ငပြောသီးတစ်လုံးလောက်အခွန်နွားပြီးလှမ်းပစ်လိုက်ပါစာလုံးလို့ငပြင်းစကားကြောင့်အဖေဖြစ်သူဒေါတပုံထသွားရတယ်။ထမင်းစားရကထလာပြီးငပြင်းကိုစောင့်ကန်တော့တာပေါ့။ကဲကွာကဲပြင်းအောင်မိဘကိုဒုက္ခပေးလာတာ16နှစ်ပြည့်တော့မယ်။အခုထိနှုတ်သက်ခံစိုးကျင်တဲ့ကောင်သေအေးရောဒေါသတကြီးနဲ့မရက်မနာကန်လိုက်တာငပြင်းအိမ်မော်ကတော့တလိမ့်ခောက်ကွေပြုတ်ကျသွားတယ်။အာအမလီနားလိုက်တာနာပေမဲ့အော်မှပြင်းလို့ပါဇက်တောင်မဟချင်ဘူးအိမ်အောက်ပြုတ်ကျသွားတဲ့ငပြင်းဟာပြင်းလွန်းလို့မထပဲကြားတဲ့နေရာမှာတင်ဆက်ပြီးလှဲနေတဲ့မိမမှတ်လောက်သားလောက်ပစ်ထားလိုက်နော်တခုခုသွားကျွေးလို့ကတော့မင်းမအသက်ခံရမယ်စိတ်သားချအိုကြီးအိုမတွေရဲ့လှုပ်စာထိုင်စားရတဲ့အကောင်ရေတပေါက်တောင်မတိုက်ဘူးထမင်းစားပြီးတော့အဖေကလဲထဲပြန်သွားတယ်အမေကတကားပါပိတ်ပြီးအိမ်မှုကိစ္စတွေလုပ်နေတယ်ဒီတော့ငပြင်းစဉ်းစားတာပေါ့ငါဘက်ကအမြဲရက်တည်ခဲ့တဲ့အမေတောင်ငါ့ကိုဆုံးလွတ်လိုက်ပြီအလုံးမလုံးလို့ကတော့ငတ်သေးဖို့ပဲရှိတော့တယ်ဒါပေမဲ့ငါအလုံးလုံးဖို့မပြောနဲ့လှဲနေရကတော့မထချင်ဘူးဘယ်လိုလုပ်ရပါအေးလေအမေကငါ့ကိုတိတ်ချက်တာညကြရင်တော့နေမှာမဟုတ်ဘူးအဖေမသိအောင်တခုခုလာကြွေးမှာပါလှဲနေရကနည်းနည်းမှမလုပ်ပဲလူပြင်းတွေးနေမိတယ်ငပြင်းသူ့စိတ်ကူးနဲ့သူဆက်လဲနေတယ်ဒီလိုနဲ့ညနေဆောင်တော့သူ့အဖေကလေထဲကနေပြန်လာတယ်တဲ့ဟမ်ခွေးသားမဟုတ်ပါခွေးမသားငပြင်းဒင်းခုထိဇွဲကောင်းနဲ့ပြင်းနေတော့ကိုတွေ့ကြသေးတာပေါ့အဖေကအိမ်မော်တက်ပြီးတကားပြန်ပိတ်လိုက်တယ်မယားကထမင်းဝိုင်းနဲ့ကြိုတယ်ဟိုကောင်ခုထိပြင်းလို့ကောင်းတော့မယ်မင်းရဲ့သားကိုတကယ်ချစ်ရင်ဘာမှသွားမကြွေးနဲ့နော်ဒါမှငတ်ပြီးအလုပ်လုပ်ဖို့စဉ်းစားမှာကျုပ်သိပါတယ်တော့သူ့ကြွေးမယ်အစားခွေးပဲကြွေးလိုက်မယ်အေးအဲ့ဒါကောင်းတယ်လင်မယားနှစ်ယောက်အတိုင်းဖောက်ညီညီနဲ့ထမင်းစားကြတယ်စားကျွင်းစားကြံကိုအိမ်နောက်ဖေးမှာတွန်းပြီးခွေကြွေးလိုက်တယ်အားလုံးပြီးရင်မီးမုတ်ပြီးအိတ်စို့အင်းမတော့အမေတခုခုလာကြွေးမှာပဲဆိုတဲ့ငပြင်းရဲ့မျောလင်းချက်တွေဟာတက်ကြီးကောင်းချကျက်သွန်တန်တဲ့အတူပျောက်ဆုံးသွားတဲ့ရက်ဆက်လိုက်ကြတာအမေတော်ငါ့ကိုဘာမှလာမကြွေးတော့ပါလားပြင်းရတဲ့ကြားတဲ့အာဟာရပါပြတ်သွားရင်ငါဒီနေရာမှာပဲတည်သွားလိမ့်မယ်ဘာလို့ရင်ကောင်းမလဲငပြင်းဟာစောင်းစောင်းလေးလဲနေရကပက်လက်လန်ပြီးလာမင်းကြီးကိုမော့ကြည့်တယ်ဟာကိုအားကိုကူပြီးငါပက်လက်လန်လိုက်မိပါလားအံ့ဩစရာကောင်းလိုက်တာဒီတိုင်းဆိုငါအလုံးလုံးနိုင်မလားမသိဘူးမနေ့ကျရင်အဖေကိုအလုံးလုံးပါမယ်လို့ပြောမှာပဲဒါမှစိတ်ဆိုးပြေပြီးတခုခုကြွေးမှာငပြင်းဟာမနဲ့အတွက်မျောလင်းချက်နဲ့အိပ်ပြောင်အိပ်လိုက်တာမနဲ့လင်းလို့နေအောင်ထိုးရတောင်မနိုးသေးဘူးတဲ့အဲ့ဒီအချိန်မှာအိမ်တကားဖွင့်တန်ကြလို့ငပြင်းလန့်နိုးသွားတယ်အဖေကိုတွေးလိုက်တော့ငပြင်းထထိုင်လိုက်မိတယ်ဒါကိုသူရောသူ့အဖေပါသတိပြုမိတယ်ဟာအဖေတွေ့လားတားပါတာထထိုင်လိုက်တာဘဝမှာပထမဆုံးအကြိမ်နော်အဲ့ဒါဘာဖြစ်လဲตาကိုအားကိုရမယ်ဆိုတာတက်တည်ပြတာပေါ့အဖေရဲ့ตาအလုံးလုံးတော့မယ်ဗျာဟုတ်မှလေလုံပါငါလူရဟုတ်ပါတယ်အဖေသားအတွက်အလုပ်တာရှာပေးကောင်းပြီဒါဆိုငါမိတ်ဆွေကောင်းကြွယ်ရဲ့လဲမှာကြီးဆောင်စာမောင်းလောက်အောင်ပါဘာပဲဖြစ်ဖြစ်လုပ်ပါမယ်ဗျာအေးအလုပ်လုပ်ရင်ပြင်းနေလို့တော့မရအောင်နော်စပားတွေကမှဲ့နေပြီစာအုပ်ကြလာရင်စာကြောက်ရုပ်လည်းအလကားပဲ
လူကလိုက်မောင်းပေးရမှာလုပ်ပါမယ်ဆိုအဖေကတခုပဲတားကိုမနှက်စာကျွေးဒီမှာစာလုံးလို့တေတော့မယ်ကောင်းပြီမင်းလက်နဲ့မင်းယူစားမှာနော်ဟုတ်ကဲ့ပါအဖေဒါဆိုအိမ်မော်တက်ခဲ့ငပြင်းထိုင်ရာကထပြီးရက်တယ်လမ်းလျှောက်ဖို့ကြိုးစားတယ်မရအောင်ပြန်လဲသွားရောလမ်းလျှောက်တက်တဲ့အရွယ်ကစပြီးတခါမှမလျှောက်ခဲ့ဘူးလားလမ်းလျှောက်နေတော့မေ့နေပြီထင်ပါရဲ့ငပြင်းဘာဖြစ်နေသူ့အဖေကဘာမှမကူညီတဲ့အတွက်ငပြင်းလေးဘက်ထောက်ပြီးအိမ်မော်တက်လာတယ်အိမ်မော်ရောက်တော့လမ်းလျှောက်လို့ရသွားတယ်ဒါကိုမြင်ပြီးသူ့အမေတော်မျက်လုံးပြူးသွားတယ်ဟမ်ငပြင်းနင်လမ်းလျှောက်နေတယ်ဟုတ်လားနင်သားကလမ်းလျှောက်ရုံနဲ့မကဘူးအလုတ်ပါလုံးမလို့တဲ့ဖះအံ့ဩနေတဲ့အမေကသူ့ကိုမနှက်စာကျွေးတယ်တားပါတာထမင်းစားတာအမေမြင်ဘူးသွားပြီမလားမကြုံဘူးတာတွေကျုံနေတွေ့နေရတော့အိမ်မက်လားလို့တောင်ထင်မိရဲ့အိမ်မက်မဟုတ်ဘူးအမေဒါတွေကတကယ်ပါနောက်ဆိုအမေသားအတွက်ဘာမှလုပ်ပေးစရာမလိုတော့ဘူးပြောတဲ့အတိုင်းပဲစားပြီးတာနဲ့ငပြင်းကသူ့အဖေနဲ့လိုက်သွားတယ်အဖေကသူ့မိတ်ဆွေလေးတွေကိုလိုက်ပို့ပေးတယ်တေချာလုံးနော်ငါမျက်နှာမပြတ်ချင်ဘူးစိတ်ချပါအဖေဒီလိုနဲ့ငပြင်းဟာစာကြောက်တဲ့အလုပ်ကိုလုပ်ရတယ်တုံနဲ့ချောင်းလိုက်အွန်လိုင်းဟစ်လိုက်နဲ့ပေါ့သွားကြစမ်းအလုံးမလုပ်ဘူးတာကြောင့်ခဏလေးနဲ့ပင်ပန်းလာတယ်လောကမှာအလုံးမလုပ်ဖဲနေရတဲ့သူမရှိတော့ဘူးလားအိမ်ရှိဆန်ဖြစ်ရင်တော့အလုံးလုပ်စရာမလိုဘူးငပြင်းဟာဒုတ်ကိုဝေ့ရင်းအယူလိုတယောက်ထဲစကားပြောနေတယ်တို့ရဲ့ဘရင်ကြီးမှာသားမရှိပဲသမီးတော်ပဲရှိရဲ့အတွက်သူသမီးကိုရအောင်ယူနိုင်ရင်အလိုလိုအိမ်ရှိဆန်ဖြစ်မှာဒါဆိုဘာမှလုပ်စရာမလိုတော့ငပြင်းဒုတ်တစ်ချောင်းနဲ့စာချောင်းရင်စိတ်ကူးရရင်နေတယ်ဟေဘူးဒီဘက်ကြီးများအဲ့လီမူးကြီးမကြီးများငါကိုတော့မိဖုရားကိုချော့ရမှာပြင်းလို့မင်းတို့ကိုစွန့်ကျဲတော်မူမယ်ဗျာတင်းမြက်လာကြောင်းပါဖေဟာဘေးနာကအတန်ထွက်လာလို့ငပြင်းလန့်သွားတယ်ဟမ်ခမရကမျက်လဲစရာလိုမော်စရာလိုလူတယောက်ကြောင့်ငပြင်းရှက်သွားတယ်မင်းကိုအိမ်ရှိဆန်ဖြစ်အောင်လုပ်ပေးမယ်ဆိုရင်ငါ့ကိုတခုကူညီနိုင်မလားကျုပ်ကတအားပြင်းတာဗျဘာမှလုပ်ချင်တာမဟုတ်ဘူးလောကမှာဘာမှမရဘူးကွတခုခုလိုချင်ရင်တခုခုတော့ပြန်ပေးရမှာပဲမျက်လဲစရာအဖိုးကြီးပြောတာမှန်နေလို့ငပြင်းကကဲပြောဗျာကျုပ်အိမ်ရှိဆန်ဖြစ်ဖို့ဘာလုပ်ပေးရမလဲလွဲပါတယ်အိမ်တကားတော့အထဲမှာကြံရစ်တယ်ငါအိမ်တကားဖွင့်လို့မရအောင်ပစ္စည်းတစ်ခုဝင်ယူဖို့အရေးကြီးနေတယ်အပေါ်ထက်ပြတင်းပေါက်တော့ဖွင့်ထားတယ်ကွမင်းလိုလူငယ်တယောက်တော့တွေ့တက်ပြီးတော့ဝင်နိုင်မှာပဲဒါများဗျာကျုပ်ဝင်ယူပေးမယ်ဒါဆိုကျုပ်အိမ်ရှိမင်းဖြစ်မှာနော်ကျင်းသေးပဲလာလိုက်ခဲ့ငါအိမ်ကဟိုမှာမျက်လဲစရာအဖိုးအိုညွန့်ပြတဲ့အိမ်ကတိတ်မဝေးလို့သူတို့တွေခတ်တွတ်လျှောက်လာခဲ့ကြတယ်အိမ်လေးကလှလိုက်တာဒါမျိုးငါတခါမှမမြင်ဘူးကဲဟိုမှာပြတင်းပေါက်ဒီပင်ကတွေ့တက်သွားရင်မင်းဝင်လို့ရမှာပါဟုတ်ပြီအိမ်ထဲကဘာယူပေးရမှာလဲရွှေရောင်ခတ်လေးတစ်လုံးအဲ့ဒီခွက်မှာလက်ကင်နှစ်ဖက်ပါတယ်မိဖို့ကြောင့်ဇပွဲပေါ်တင်ထားတယ်အဲ့ဒါလည်းယူခဲ့တော့မရှာရဘူးလားအချိန်မရဘူးကွတော့ရှာရင်ကြားနေမှာပေါ့ငါဘာသာအပြန်ကြမှတော့ပြင်တဲ့သူခေါ်လာမယ်ဒါဆိုလည်းပြီးရောငပြင်းဟာအိမ်ရှိဆန်ဖြစ်လို့စောနဲ့အပင်ကိုတွေ့တက်တယ်ပြတင်းပေါက်နဲ့တန်းနေတဲ့တစ်ကိုင်းကတဆင့်အိမ်ထဲကိုဝင်တယ်ရောက်ပြီအဖိုးကြီးရောက်ရင်အောက်ထပ်ဆင်းမိဖို့ကအောက်ထပ်မှာဟုတ်ကဲ့ငပြင်းအောက်ထပ်ကိုဆင်းတယ်မိဖို့ဆောင်ကိုဝင်တယ်ဇပွဲပေါ်မှာဂိုင်းနှစ်ဖက်နဲ့ရွှေရောင်ခွက်ကလေးကိုတွေ့တယ်အဖိုးကြီးယူခိုင်းတယ်ဒီခွက်ပဲခွက်ကိုငပြင်းကောက်ယူလိုက်တဲ့အချိန်မှာပဲဟေ့အဖိုးကြီးကျုပ်အိမ်သားမှာရောင်လဲလဲနဲ့ဘာလုပ်နေရလဲဘာမှမလုပ်ပါဘူးမလိန်နဲ့ခမရတခုခုခိုးမလို့မလားအပြန်အလှန်ပြောနေတာတွေကြားပြီးငပြင်းအံ့ဩသွားတယ်ဟမ်ဒါဆိုအဖိုးကြီးအိမ်မဟုတ်ဘူးပေါ့သူ့အိမ်မဟုတ်ရင်ဒီခွက်ကလည်းသူ့ခွက်မဟုတ်တော့ဘူးဘာတွေဖြစ်နေလဲဆိုတာသိရအောင်အပေါက်တစ်ခုကနေချောင်းကြည့်လိုက်တယ်ဟာအဖိုးကြီးနဲ့မင်းစားတကောင်ပါလားဟောမင်းစားအဖိုးကြီးကိုခုံအုံလိုက်ပြီအဖိုးကြီးကလည်းကျဲတုတ်တန်နဲ့ဝေ့ရမ်းနေပါလားဟင်မင်းစားလေးယုံတကောင်ဖြစ်သွားပြီဒါဆိုအဖိုးကြီးကမော့စရာပေါ့ဖះငါ့ကိုလည်းယုံတကောင်ဖြစ်အောင်လုပ်လိုက်ရင်ဒုက္ခတွေ့မှာငါပြေးမှာပဲကြောက်လန့်သွားတဲ့ငပြင်းဟာနောက်ဖေးတကားဖွင့်ပြီးထွက်ပြေးတယ်ခက်လန်းလန်းရောက်တော့ခြုံထဲဝင်ပုံးပြီးကြည်နေလိုက်တယ်အဖိုးကြီးကလှမ်းអော်နေပြီဟေးကောင်ရွှေခွက်ကိုရှားလို့မတွေ့သေးဘူးလားငပြင်းသူ့ပါဇက်သူပိတ်ထားတယ်အဖိုးကြီးတော့ပွားနေပြီမင်းစားအိမ်နဲ့ငါဝင်မရလို့မင်းကိုယူခိုင်းလိုက်တာမင်းခွက်ကိုယူပြီးမြန်မြန်ထွက်ခဲ့အဲ့ဒီအချိန်မှာမင်းစားဘဝကပြောင်းသွားတဲ့ယုံလေးဟာ
တဖြည်းဖြည်းကြီးထွားလာကနွားတကောင်အရွယ်စားဖြစ်သွားတဲ့ဟာမင်းစားယုံကြီးကမော်စရာအဖိုးကြီးကိုတိုက်ခိုက်နေပြီမော်စရာဟာယုံကြီးရဲ့တိုက်ခိုက်မှုကြောင့်ဘာမှမတုံ့ပြန်နိုင်တော့ပဲထွက်ပြေးသွားတော့တဲ့ယုံကြီးကလည်းနောက်ကပြေးလိုက်သွားတယ်ငပြင်းလဲအခွင့်အရေးရတော့ခြုံထဲကထွက်ပြီးကြောက်ကြောက်နဲ့အိမ်ကိုအပြေးပြန်လာခဲ့တော့တာပေါ့အိမ်ရောက်လို့အမောဖြေတော့မှသူ့လက်ထဲကရွှေရောင်ကိုင်းခွက်လေးပါလာတာသိလိုက်ရတဲ့ဟိုင်ဒုက္ခပါပဲရွှေခွက်လေးပါလာပြီဟဲ့တာငပြင်းဒါဘသူရွှေခွက်လဲအမေကရွှေခွက်ကိုယူကြည့်ပြီးမေးတယ်တော်တော်လှတဲ့ရွှေခွက်ပဲဘယ်ကရလာလဲငပြင်းမှန်မှန်ပြောစမ်းဒီလိုပါအမေငပြင်းကသူ့အမေကိုဖြစ်ကြောင်းကုံစင်ပြောပြလိုက်တယ်ဒီလိုဆိုရင်တော့မင်းစားသူ့ခွက်သူပြန်လာယူရင်ပေးလိုက်မင်းတော့အဲ့ဒီအိမ်ကိုပြန်မသွားရတော့ဘူးဟုတ်ကဲ့ပါမေထမင်းစားမလားငပြင်းမနက်ကကြံတဲ့ငါးရှိသေးတယ်ဟုတ်ကဲ့အမေထမင်းခူးနေတော့ငပြင်းကရွှေခွက်ကိုပုတ်တက်ပြီးကြည့်နေမိတယ်အမေထမင်းပွဲပြင်ပြီးလာချပေးတယ်ငါးဟင်းကိုကြည့်ပြီးငပြင်းစိတ်ပြက်သွားတာပေါ့နေတိုင်းငါးပဲစားနေရတာတခါတလေကြက်ကောင်လုံးကျော်တို့ဝတ်သားဟင်းတို့နဲ့စားကြင်လိုက်တာငပြင်းတနန်းတတပြောလိုက်တဲ့အခိုက်မှာပဲဇပွဲပေါ်ကိုကြက်ကောင်လုံးကျော်နဲ့ဝတ်သားဟင်းပကံနေဝုန်းကနေကြလာတဲ့ငပြင်းရောသူ့အမေပါလန့်သွားကြတယ်အမလီပလုတ်တို့ဟာဒါလူသားရရွှေခွက်ပဲအမေဟုတ်ပါမလားငပြင်းရဲ့ဆူတောင်းတိုင်းပြေးတဲ့ရွှေခွက်အမေကဒါလူကျင်နာတွေပြောလိုက်တာနဲ့ချက်ချင်းရောက်လာတာဟုတ်ပါမလားငပြင်းရဲ့တေချာအောင်စမ်းကြည့်ကြမယ်လေငပြင်းကရွှေခွက်ကိုပုတ်ပြီးနွားတရှင်းနဲ့မြင်းတကောင်ရရင်ကောင်းပါပဲရုတ်တရက်ဆိုသလိုပဲသူတို့အိမ်လေးထဲမှာနွားနှစ်ကောင်နဲ့မြင်းတကောင်ရောက်လာပြီးအော်ဟစ်နေကြတဲ့တွေ့တယ်မဟုတ်လားမေသားတို့ချမ်းသာပြီဗျဟာချမ်းသာပြီလုံမနေနဲ့နွားတွေချမ်းနဲ့မောင်းလိုက်အောင်အိမ်ပေါ်မှာနေစရာမရှိတော့ဘူးဟုတ်ကဲ့ငပြင်းနွားတွေနဲ့မြင်းကိုခြံတိုင်မှာချီထားလိုက်တယ်အိမ်ပေါ်ငပြင်းပြန်တက်လာပြီးအမေနဲ့အတူကြက်ကြော်တွေဝက်သားတွေထိုင်စားပစ်လိုက်တယ်စားရင်နဲ့ကဲအမေဘာလို့ကျင်တော့တာဆူတောင်းလိုက်မယ်အိမ်ကြီးကြီးနဲ့တော့နေကျင်သားပြီးတော့ကိုပိုင်စိုက်ခင်းတခင်းလဲရရင်ကောင်းမယ်ငပြင်းရွှေခွက်ကိုပုတ်ပြီးဆူတောင်းပြန်တယ်နောက်ဆောင်မြိုင်အိမ်နဲ့နေကျင်တယ်တီးနှံစုံနဲ့စိုက်ခင်းတစ်ခုလဲလိုကျင်တယ်ဆူတောင်းလို့အပြီးမှာပဲတအိမ်လုံးတိမ့်တိမ်ခအောင်လှုပ်လာပြီးအိမ်ကြီးကတဖြည်းဖြည်းကြီးသွားတဲ့တာမီနှစ်ယောက်လန့်ဖြတ်ပြီးတယောက်ကိုတယောက်ဖတ်ထားကြရတဲ့ခဏကြာတော့အိမ်ကြီးလှုပ်တာရက်သွားတယ်ဟာအမေနှစ်ထပ်အိမ်ကြီးဖြစ်သွားပြီအမေရဲ့အေးဟဲ့အံ့ရောဝမ်းသာလိုက်တာအမေကဒါဆိုစိုက်ခင်းတာမီတွေပြတင်းပေါက်ကိုပြေးကြည့်လိုက်ကြတယ်ဟာအမေစိုက်ခင်းကြွေဘာမှမလုပ်ရပဲအသီးနှံနေအစုံတီးနေတဲ့စိုက်ခင်းကြီးဗျအဲ့ဒီအချိန်မှာငပြင်းရဲ့အဖေပြန်လာတယ်ခြံထဲဝင်ကလေးကသူ့အဖေတအံ့တော်ဖြစ်လာတာဟင်ငါအိမ်ဘလို့ဖြစ်သွားလဲအံ့ဩပြီးမဝင့်မရဲနဲ့အိမ်ပေါ်တက်လာတယ်မယားနဲ့သားကိုမြင်မှစိတ်အေးသွားဟန်နဲ့ဒါငါမယားနဲ့ငါသားအစ်စ်ပါနော်အစ်စ်ပါတော့အစ်စ်ပါဒါတော့တာငပြင်းရဲ့အစွမ်းနေလေဟေးသူ့အဖေပါဇက်အဟောင်းသားဖြစ်သွားတဲ့အခိုက်မှာပဲငပြင်းကရွှေခွက်ကိုပုတ်ပြီးဆူတောင်းပြန်တယ်အိမ်ရှိမင်းသားဆောင်ရောင်ဝတ်စားတွေဝိုးရင်တွေအမှုထမ်းတွေကရွှေငွေကြောက်တံရက်များတွေယူလာကြရင်ကောင်းပါပဲဘာမှမကြလိုက်ဘူးတဲ့တအုံအုံတဝုံဝုံအတန်တွေကြားလိုက်လို့အထိတ်တလန့်ဖြစ်သွားတဲ့အခိုက်မှာပဲငပြင်းကမင်းသားလေးတစ်ပါးပုံစံပြောင်းသွားတဲ့ဟင်းငပြင်းဟာဟုတ်ပေါင်းမင်းသားအေးမင်းသားလည်းမဟုတ်ငါသားငပြင်းရဲ့အဖေရောင်ရောင်မမဖြစ်နေချိန်မှာပဲအိမ်ရှိခြံထဲကိုဝေါ်ရင်နဲ့မင်းချင်းတွေဝင်လာကြတဲ့သူတို့နဲ့အတူရတနာတစ်တာတွေလည်းပါလာတာပေါ့မင်းသားအေးငါသားမင်းဘာတွေလုပ်နေရလဲဒါဘရင်တမတ်တော်လှုပ်ဖို့ပြင်ဆင်နေတာလေဖေရဲ့တားလို့ငပြင်းတယောက်ဖို့စားချောက်သမားလှုပ်တာထက်ဆိုင်ရင်အိမ်ရှိမင်းသားလှုပ်တာပိုကောင်းမှင်ထင်လို့မနဲ့ကြရင်နန်းတော်ဝင်ပြီးသမီးတောင်းမယ်လေဟေးကြည်လေလှုပ်ပါအောင်ကွာဆွေ90မျိုး90အသက်ခံနေရပါအောင်မယ်စိတ်ချပါဖေယာခုလိုဝေစားနဲ့ဆိုတော့တာမချောဘူးလားဖေချောမချောခန့်မခန့်မယ်ငါတာရေလိုက်လဲလိုက်တဲ့သားမိအေးဘရင်ကြီးဒေါ်ပွားရင်ငါမပါဘူးနော်ဒါပဲကောင်းပြီလေဒါဆိုဘရင်နဲ့ခမက်ဖြစ်တဲ့အခါရှင်မပိုင်ရဘူးဟေးအဲ့လိုတော့မလုပ်ပါနဲ့ကွာအဲ့ဒီညကမိသားစု3ယောက်စားကြနာတွေကိုဆူတောင်းဖန်ဆင်းရင်ပျော်ပျော်ကြီးနေခဲ့ကြတဲ့နောက်နေ့မနက်မှာမင်းသားငပြင်းဟာ
အချွေရန်ပေါင်းနဲ့ဝေါ်ရင်ကိုစီးလို့နန်းတော်တွေဝင်ခဲ့တယ်။မင်းသားလေးလုံးလာကုံမှာဖူးမြော်ခွင့်တောင်းတယ်လို့ရှောက်တင်လိုက်ကြစမ်း။ငပြင်းရဲ့ဝင့်ကြွားတဲ့ဟန်ပန်နဲ့ခန်းနာထဲဝါလာတဲ့အဆင့်တန်းကိုရှိန်ပြီးနန်းတော်ဆောင်တပ်မှုကဘရင်ထံရှောက်တင်အကြောင်းကြားတယ်။မင်းကြီးကခွင့်ပြုလို့လုံးလာကုံမှာအခစားဝင်တယ်။ကျွန်ုပ်လုံးလာကုံမှာရဲ့ကာရဝပြုမှုကိုခံယူတော်မူပါမင်းကြီး။ငပြင်းကဘရင်ကိုကာရဝပြုပြီးနောက်ပါတွေကိုအမိန့်ပေးလို့လက်ဆောင်ပန်နာတစ်တာတွေကိုဖွင့်ပြလိုက်တယ်။အလိုရွှေငွေရတနာနဲ့ကြောက်တံပရက်များတွေအပြည့်ပါလား။ငါလိုဘရင်မင်းမြတ်ပိုင်ဆိုင်ထားတာတွေကိုရှင်နိုင်တဲ့မင်းသားပဲ။ဒါတွေကိုတော့ဘာလို့ဆက်တရတာလဲမင်းသား။မှန်လားပါ။အရှင်မင်းကြီးရဲ့သမီးတော်ကိုမေတ္တာတက်ဝင်ပြီလို့လက်ထပ်ခွင့်တောင်းတာပါမင်းကြီး။မင်းကြီးမျက်လုံးပြူးသွားပေမဲ့သမီးတော်ကသဘောကျသွားတယ်။အဲ့ဒါနဲ့တိတ်ကိုရင်းရင်ပြတ်သားတဲ့မင်းသားပဲ။ဖခမဲတော့သမီးတော်တော့သူ့ကိုသဘောကျတယ်။တော့တိတ်ဆန်းဒီလောက်ရတနာလေးနဲ့လက်ခံလို့ရမလား။အရေးချင်းဘလောက်ရှိသလဲဆိုတာစမ်းသပ်ရမယ်။ကြိုက်တယ်လို့စမ်းတော်မူပါမင်းကြီး။ကောင်းပြီ။၃ရက်အတွင်းငါကိုရောရဲ့နန်းတော်ထက်ကြီးတဲ့နန်းတော်တစ်စောင်စောင့်နိုင်ရင်သမီးတော်နဲ့လက်ဆက်ဖို့ခွင့်ပြုတော်မူမယ်။ကောင်းလာပါပြီရှင်မင်းကြီး။ဂရိတီဖို့ရာမျှော်လင့်ပါတယ်။ကျွန်တော်မျိုးကိုပြန်ခွင့်ပြုတော်မူပါ။ကောင်းပြီအသင်မင်းသား။ဘရင်ကိုအယိုသေးပေးပြီးသမီးတော်ကိုနှုတ်ဆက်ပြန်တယ်။လေးရမြောက်နေ့မှာနန်းဆောင်အသင်နဲ့ဆက်မြန်းဖို့အသင်ပြင်ထားတော်မူပါထိတ်ထားလေ။ထိတ်ထားမျှော်လင့်နေပါမယ်အသင်မင်းသား။ဒီလိုနဲ့ငပြင်းအိမ်ပြန်လာခဲ့တယ်။မိဘတွေကိုအခြေအနေပြောပြပြီး2ရက်လုံးလုံးဆူတောင်းဖန်ဆင်းပြီးစီးစိမ်ခံတယ်။ငါသားတော့ဘရင်သမတ်ဖြစ်တော်မယ်။ဒါတင်ကမလား။နောင်ဆိုဘရင်မဖြစ်အောင်ပါ။ဟဲ။တာဘရင်ဖြစ်ရင်အဖေတို့လည်းစီးစိမ်ပြီးခံစားရမှာပါ။တခုတော့ရှိတယ်။ငါသားဘရင်ဆိုတာပြင်းနေလို့တော့မရဘူး။တိုင်းပြည်ကိုကာကွယ်ဆောင်ရှောက်ရမယ်။တိုင်းသူပြည်သားတွေစားနေရိတ်ခါဖူးလုံးအောင်ကြီးပွားတိုးတက်အောင်ချီးမြှင့်ရမယ်။အလုပ်တွေအများကြီးနော်။သားသိပါတယ်အဖေ။သားလည်းအရင်လိုငပြင်းမဟုတ်တော့ပါဘူး။အေးကွယ်အဲ့လိုကြားရတာအဖေအားရလိုက်တာ။ငပြင်းဟာ3ရက်မြောက်ညမှာဆူတောင်းလိုက်တဲ့။ဒီနိုင်ငံမှာအကြီးဆုံးနန်းတော်ကြီးတစ်ဆောင်လိုချင်လိုက်တာလက်ရှိနန်းတော်ကြီးနားမှာပဲပေါ်ပေါက်လာပါစေ။အဲ့လိုဆူတောင်းပြီးအချွေရန်တယောက်ကိုသွားကြည့်ခိုင်းလိုက်တယ်။ပြီးတော့မိသားစု3ယောက်ရင်တထိတ်ထိတ်နဲ့စောင့်နေကြတဲ့။ထမင်းတစ်လုံးချက်လောက်အကြာမှာအချွေရန်ကပြန်ရောက်လာတယ်။အရှင်မင်းသားနန်းတော်နားမှာနန်းတော်ကြီးတစ်ခုပေါ်ပေါက်လာတာမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ဘရင်ကြီးနဲ့နန်းတွင်းတစ်ခုလုံးလဲအုပ်အော်တောင်းနေဖြစ်နေကြပါတယ်အရှင်သား။ဟာအောင်ပြီဘရင်သမီးတော်ကိုတိမ့်ပိုက်လို့ရသွားပြီ။ဝမ်းသာလိုက်တာငပြင်းရဲ့အေးဟုတ်ပေါင်းမင်းသားရဲ့ဟာနောက်နေ့မိုးလင်းတာနဲ့ငပြင်းဟာဝေါ်ရင်စီးပြီးနောက်ပါရီနဲ့နန်းတော်ကိုဝင်ခဲ့တယ်။ဘရင်နဲ့သမီးတော်ကနန်းတော်တစ်ရှိမှာငပြင်းကိုကြိုဆိုတယ်။အရှင်မင်းကြီးနန်းဆောင်တစ်ကိုနှစ်သက်ပါရဲ့လား။မင်းသားရဲ့အစွမ်းကိုသဘောကျနှစ်သက်လို့ဂရိအတိုင်းသမီးလေးနဲ့လက်ဆက်ပေးပါမယ်။ဝမ်းမြောက်လာပါတယ်ရှင်မင်းကြီး။အဲဒီနောက်မင်္ဂလာလက်ဆက်ပွဲကိုကြီးကျယ်ခမ်းနားစွာကျင်းပတဲ့ငပြင်းရဲ့ရွှေခွက်အစွမ်းကြောင့်ပွဲကလူလီသေးမရှိပြည့်စုံနေပေါ့ငပြင်းနဲ့ထိထားလဲအင်းရှိဆန်နဲ့မိဖုရားဖြစ်သွားတယ်ငပြင်းဟာလူတိုင်းရရွှေခွက်ကိုထိထားအတွက်လက်ဆောင်ဖြစ်ပေးပြီးဆူတောင်းစေတယ်စကားပြောတတ်တဲ့ချစ်သူရဲ့နှကောင်လိုချင်တယ်ချက်ချင်းဆိုသလိုပဲရွှေလောင်ကြိုက်နဲ့ချစ်သူရဲ့နှကောင်ရောက်လာတယ်ကျန်းခန်းသာလို့မာပါဆရွှေမင်းသမီးလေမင်းသားလေးနဲ့လက်ဆက်ရလို့သိပ်ပျော်နေမှာပေါ့နော်ဟဲတကယ်စကားပြောတတ်တယ်ကောင်းလိုက်တာမောင်တော်ရဲ့ဒီလောက်နဲ့ပဲဟုတ်အောင်မလဲထိထားလို့ကျင်တာမှန်သမျှဆူတောင်းလို့ရတယ်ကောင်းပြီမောင်နော်ရွှေစရိုးစိန်စရိုးဗရမ ्या စရိုး3ခုလိုချင်တယ်စရိုး3ခုလည်းချက်ချင်းရောက်လာတဲ့မောင်တော်ရဲ့အံ့ဩဖို့ကောင်းလိုက်တာမောင်တော်ကဖုံးသက်မှရှင်မို့လို့ဒီလိုရွှေခွက်ကိုပိုင်ဆိုင်ခွင့်ရတာပေါ့နော်မှန်ပေတယ်ထိတ်ထားမောင်တော်လိုလူသားကစဘူးတစ်ခွင်မှာသူ့ရှင်လို့မရတဲ့တကောင်ဘွားယောက်ျားစားနေပါငပြင်းမင်းသားနဲ့ဘရင်သမီးတော်ထိတ်ထားတို့ရဲ့ချစ်ခရီးကဖြောင်ဖြူတာယာနေတဲ့ဒီလိုနဲ့အင်းရှိစံတိုင်းလူပြည်သားတွေအတွက်လေယာမြေတွေကျွဲနွားတွေကိုရွှေခွက်အစွမ်းနဲ့ဖော်ထုတ်ဖြည့်ဆည်းပေးတယ်ဒီတော့ပြည်သူပြည်သားတွေကအင်းရှိစံငပြင်းကိုချစ်ခင်ကြတဲ့အင်းရှိစံမင်းသားလေးဖုံးကြီးပါစေတက်ရှိပါစေဘရင်ကြီးကလည်းအားကိုးတယ်ဒါတော့ခမဲတော်ဦးကောင်းမှာစံဖြူတစ်ချောင်းတွေ့တာနဲ့ထီးနှံအရိုက်အရာဟာသားတော်အတွက်ပဲဝမ်းမြောက်လာပါတယ်ခမဲတော်ဖေဟာအနာဂတ်လှနေတဲ့ငပြင်းအတွက်ကံကြမ္မာစုက
ထိုးနှက်ဖို့ချောင်းနေတာကိုတော့မတိရှာကြဘူးပေါ့ငပြင်းအိမ်ရှိစံရွှေခွက်နဲ့ကောင်းစားနေတဲ့သတင်းကိုမော်စရာလဲကြားသိသွားတဲ့တခိုးလက်ကသူ့ဝက်လူဒင်းကရွှေခွက်ကိုဖြောင်းပြီးဆူတောင်းကောင်းကောင်းနဲ့အိမ်ရှိစံလုံနေတာကိုတွေ့ကြသေးတာပေါ့အိမ်ရှိစံအစုပ်ပလုတ်ရဲ့မော်စရာဟာအသေးအတန်ကျုံသွားပြီးရွှေမြို့တော်ကိုတက်လာတဲ့ငပြင်းအိမ်ရှိစံနဲ့ထိတ်ထားကတော့မတိရှာပဲအပျော်ကြီးပျော်နေတာပေါ့မော်စရာဟာမြို့တော်ကိုရောက်တာနဲ့မြောက်တကောင်အတွင်ဖန်ဆင်းပြီးနန်းတွင်းကိုဝင်ခဲ့တယ်တဲ့လဲခမ်းထားတဲ့နန်းတော်ကြီးပါလားပိုကြီးရဲ့နန်းဆောင်ကရွှေခွက်အစွမ်းနဲ့ဖန်ဆင်းထားတာပဲဖြစ်ရမယ်မြောက်မော်စရာဟာအိမ်ရှိစံရဲ့နန်းဆောင်ကိုဝင်ခဲ့တယ်အိမ်ရှိစံတို့အနားယူနေခိုက်မှုမြောက်ကိုမြင်သွားတယ်ဟမ်ဘယ်ကမြောက်လဲဟေးမင်းချင်းတို့ဖမ်းပြီးဆွဲထုတ်လိုက်ကြစမ်းအိုးမောင်ဖျားရဲ့မြောက်လေးကချစ်စရာကောင်းပါတယ်ထားလိုက်ပါအပြင်းပြေတာပေါ့ထိတ်ထားရသားလို့မင်းချင်းတွေဘာမှမလုပ်ကြဘူးမြောက်ကဟိုဒီတီလျှောက်သွားပြီးစော့နေတယ်တော်တော်စော့ရဲကောင်းမယ်ထိတ်ထားကတီးနံစုံစတော်ပွဲတွေကငပြောသည့်တလုံးကိုလမ်းပစ်ပေးလိုက်တယ်မြောက်ကဂျွန်းထိုးပြီးဖမ်းယူလိုက်လို့ထိတ်ထားသဘောကျသွားတဲ့တိတ်တော်တဲ့မြောက်ကလေးပါလားယော့ထိတ်ထားကငပြောသည့်တွေတလုံးမိတလုံးပစ်ပေးတယ်ပေးသမျှငပြောသည့်ကိုမလွတ်တမ်းဖမ်းယူစားပြီးအခွန်တွေကိုနေရအနှံ့မှာရှောက်ပစ်ထားတဲ့တိတ်အလိုမလိုက်နဲ့ထိတ်ထားတခန်းလုံးရှုပ်ပွားကုန်ပြီကောင်းပါပြီမောင်နော်မော်စရာမြောက်ဟာတဖြည်းဖြည်းနဲ့ထိတ်ထားလေးနားကိုတိုးလာတယ်ပြီးတော့စပွဲပေါ်ကရွှေခွက်ကိုတက်ယူပြီးတော့ထွက်ပြေးသွားတဲ့ဟင်ရွှေခွက်ကိုဆွဲသွားပြီဖမ်းကြစမ်းမင်းချင်းနေမြောက်တခိုးကိုဝိုင်းဖန်ကြတယ်ဒါပေမဲ့မြောက်လွန့်ပစ်ထားတဲ့ငပြောခွန်တွေတက်နေမိပြီးမင်းချင်းတွေကတပိုင်းပိုင်းချော်လဲကုန်တာပေါ့ဒါတရိတ်ဆန်မြောက်မဖြစ်နိုင်ဘူးတွေးကြသေးတာပေါ့ငပြင်းဟာတီးနံခွက်ထဲကဒူးရင်သီးကိုဆွဲယူပြီးမြောက်ကိုလှမ်းပစ်လိုက်တယ်ဟာမှတ်ပြီလားသတိလစ်သွားတဲ့မြောက်ရှိရာကိုငပြင်းလျှောက်လာတဲ့အခိုက်မှာပဲမြောက်ကမော်စရာအဖြစ်အတွင်ပြောင်းသွားတဲ့ဟမ်မော်စရာကမြောက်လိုဖန်ဆင်းပြီးရွှေခွက်လာခိုးတာကိုတော်ပါသေးရဲ့ငပြင်းရွှေခွက်ကိုဆွဲယူတယ်ဒါပေမဲ့မော်စရာကလွတ်မပေးဘူးအတင်းကျပ်ဆုပ်ကင်ထားတယ်တခိုးကောင်ပေးစမ်းငါရွှေခွက်သတိရလာတဲ့မော်စရာကလည်းအတင်းပြန်လူတယ်ဒါမင်းဟာမဟုတ်ဘူးအပြန်အလှန်လူကြရင်နဲ့မော်စရာကရွှေခွက်ကိုပုတ်ပြီးဥအောင်ဆူတောင်းလိုက်တယ်မင်းလိုအိမ်ရှိစံအတုတဲကန်နိုင်ရတဲ့ရောက်သွားပါစေကွာဆူတောင်းနေစဲမှာပဲငပြင်းကအားစိုက်ဆွဲလိုက်တော့ရွှေခွက်ကငပြင်းလက်ထဲကိုပါသွားတယ်ဒါပေမဲ့မော်စရာဆူတောင်းတဲ့အတိုင်းလူကြီးကနေလေထဲပြန်တမ်းပြီးတဲကန်နိုင်ရတဲ့ကိုပြုတ်ကျသွားတဲ့ကြာလာတဲ့အချိန်ပြင်းလွန်းတာကြောင့်ငပြင်းသတိလစ်မေ့မျောသွားတယ်အဲ့ဒီချိန်နန်းတော်မှာလဲမော်စရာကိုမင်းချင်းတွေကဝိုင်းဖန်ထားကြတဲ့ချစ်လင်အိမ်ရှိစံပျောက်သွားလို့ဒေါပွားနေတဲ့ထိတ်ထားကမိုက်ရိုင်းလိုက်တဲ့လူရုပ်မှာငါ့ရဲ့မောင်တော်ကိုပြန်ခေါ်ပေးစမ်းခေါ်မပေးရင်တင့်ကောင်ဒီနေရာမှာပြုတ်ကျသွားမယ်ဟာတင်စွမ်းရင်စမ်းကြည့်လိုက်လေထိတ်ထားကအနားမှာရှိတဲ့မင်းချင်းလက်ထဲကဓာတ်ကိုဆွဲယူလိုက်တဲ့အချိန်မှာပဲမော်စရာကအိမ်မြောင်အတွင်ဖန်ဆင်းလိုက်တယ်ဟာအိမ်မြောင်ဖြစ်သွားပြီဖမ်းကြမလွတ်စေနဲ့ဒါပေမဲ့မော်စရာအိမ်မြောင်ကနန်းတော်တိုင်ကတဆင့်မျက်နှာချက်အထိတွေ့တက်သွားလို့ဖမ်းမရဖြစ်သွားရောတဲ့ဒင်းလွတ်သွားပြီအိမ်မြောင်ဟာမျက်နှာချက်အပေါက်ကတဆင့်တိုးဝင်ပျောက်ကွယ်သွားတော့တဲ့အဲ့ဒီအချိန်မှာကန္နာရတွေကငပြင်းတတိယလာတယ်ဟမ်မော်စရာဆူတောင်းတဲ့အတိုင်းကန္နာရတဲ့ရောက်နေပါလားဖះငပြင်းလူးလဲပြီးထားတယ်ကန္နာရထဲမှာမုံတိုင်းတိုက်နေလို့သူ့ရွှေခွက်ကိုသဲရီဖုံးပြီးရှာမတွေ့တော့ဘူးတဲ့သွားပြီရွှေခွက်မတွေ့ရင်ရွှေမြို့တော်ကိုပြန်လို့ရတော့မှာမဟုတ်ဘူးထိတ်ထားနဲ့လဲပြန်ဆောင်ခွင့်ရတော့မှာမဟုတ်ဘူးငပြင်းဟာသဲရီကိုတူးဆွပြီးရွှေခွက်ကိုရှာတယ်ကန္နာရအပူချိန်ကြောင့်ငပြင်းချွေးပြိုက်ကြပြီးအားကုန်လာတယ်ငါဒီကန္နာရထဲမှာပဲတိတ်ပွဲဝင်ရတော့မယ်ထင်တယ်ရေငတ်တယ်ရေတောက်ချင်တယ်တေးရမှာကြောက်ပြီးကြောင်ချောက်ချားဖြစ်နေတဲ့အချိန်မှာပဲဟင်သဲရီလှုပ်နေပါလားလိုင်းတွန်လို့လှုပ်ပြီးတဖြည်းဖြည်းရွေ့လာတယ်ဘာလဲမော်စရာပဲလားအမှန်ကတော့ကန္နာရမွေးတကောင်သူ့တဘာဝအတိုင်းသဲပြင်တွေကအစာရှာထွက်လာတာဖြစ်တယ်ကံအားလျော်စွာပဲမွေသွားတဲ့လမ်းကြောင်းမှာရှိနေတဲ့ရွှေခွက်သဲပြင်ပေါ်တက်လာတဲ့ဟင်ရွှေခွက်ပြန်ပေါ်လာပြီဒါဖះမာတာငပြင်းဟာရွှေခွက်ကိုကောက်ယူပြီးတယူတရအရှင်ခွင်မှာအပ်ထားတယ်
တော်သေးတာပေါ့ရွှေခွက်ရှိရင်ရေတော့မပူရတယ်လို့ရွှေမြို့တော်ကိုလည်းပြန်သွားလို့ရပြီလောလောဆယ်တော့ရေအပြည့်နဲ့အိုးတစ်လုံးအမြန်ရောက်လာပါစေငပြင်းဆူတောင်းတဲ့အတိုင်းရေအိုးတစ်လုံးရောက်လာတယ်ဟာရေတွေအိုးပြည့်ပဲအာရပါရတောက်လိုက်အောင်မငပြင်းရေအိုးလိုက်မော့ပြီးတဝကြီးတောက်ချလိုက်တယ်အပပတသက်နဲ့တကူဒီတစ်ခါတောက်ရတဲ့ရေကအရသာအရှိဆုံးပဲရေတောက်လို့ကတော့အပူဒဏ်တက်တာအောင်တကူလုံးကိုရေဖြန်းလိုက်သေးရဲ့ခုလောက်ဆိုထိတ်ထားစိတ်ပူနေရော့မယ်မော်ဆရာကလည်းဘာတွေဒုက္ခပေးအောင်မလဲမသိဘူးငါအမြန်ပြန်မှဖြစ်မယ်ငါပြင်းရွှေခွက်ကိုပို့ပြီးဆူတောင်းပြန်တယ်ဒီနေ့ကမော်ဆရာလာတဲ့နေ့ဆိုတော့သူမလာခင်နေ့ကိုပြန်သွားပြီးလှုပ်ဆရာရှိတာလှုပ်ရမယ်ဟုတ်ပြီကုန်ခဲ့တဲ့မနေ့ကအချိန်လေးစီပြန်ရောက်သွားရင်ကောင်းမှာပဲဆူတောင်းဆုံးတာနဲ့ငါပြင်းဟာလေးဟုံစီးပြီးရွှေမြို့တော်ကြီးကိုပြန်ရောက်သွားတယ်ငါရဲ့ရွှေနန်းတော်ကြီးကမနေ့ကအတိုင်းပါပဲလားငပြင်းအိတ်ခမ်းဆောင်ကိုဝင်လာတယ်။သူ့ရဲ့ထိတ်ထားကမနေ့ကလိုပဲဆက်ရကမထသေးဘူးတဲ့။ဒါနဲ့တလွန်ညောင်ဆောင်နာကပ်ပြီးထိတ်ထားကိုအနှမ်းချွေလိုနှိုးလိုက်တယ်။ထိတ်ထားထားတော့လေ။နနမိုးတော့အလင်းရောက်နေပြီထိတ်ထားရဲ့။ဒီတော့မှထိတ်ထားလေးနှိုးလာတဲ့။ဟောမောင်ဖျားအစိုးရနှိုးထနေတာကိုဟုတ်တယ်ထိတ်ထားငပြင်းဟာညအိတ်ရင်ခေါင်းအောက်မှာအမြဲထားတဲ့ရွှေခွက်ကိုယူပြီးထိတ်ထားရွှေခွက်နဲ့ဆူတောင်းပြီးလူကျင်နာများရှိသေးလားတောင်းတသမျှအကုန်ရလို့ဘာမှလိုလေသေးမရှိတော့ပါဘူးဒါဆိုရင်ဒီရွှေခွက်ဟာတိတ်ကိုအန္တရာယ်ကြီးတဲ့ပစ္စည်းဖြစ်လာလိမ့်မယ်မတမာသူတွေလက်ထဲရောက်သွားရင်ထီးနှန်းစည်းစိမ်အောင်ထိပန်းခံရလိမ့်မယ်မှတ်ပါတယ်မောင်နော်ဘယ်လိုများစီမံချင်မှတလဲအရေးကြိုပြီးဖျက်ဆီးလိုက်မယ်ထိတ်ထားနှမျောစရာကောင်းမိမဲ့အဲ့လိုလောက်တာကပိုပြီးတင့်တော်မယ်ထင်ပါတယ်မောင်နော်ဒီလိုနဲ့ငပြင်းဟာပရိန်တော်အမတ်ကိုခေါ်ပြီးရွှေခွက်ကိုအပ်လို့အရေးကြိုခိုင်းလိုက်တော့တဲ့ပြီးတော့မင်းချင်းတွေကိုခေါ်ပြီးနန်းတော်တဝိုက်မှာမြောက်တွေတောင်းချမ်းနေတယ်လို့ကြားတယ်တကယ်လို့များနန်းတော်ရဲ့မြောက်ဝင်လာရင်ပိုက်ကွန်နဲ့အုပ်ဖမ်းပြီးမြားနဲ့ပြစ်တက်ဖို့အသင့်စီစဉ်ထားကြစေအမိန့်တော်အတိုင်းမှာရှင့်သာမော်စရာထက်တရက်စောပြီး6လမ်းဥအောင်စီစဉ်ထားနိုင်တဲ့အတွက်ငပြင်းစိတ်အေးသွားတယ်ကဲထိတ်ထားရွှေခွက်နဲ့ဆူတောင်းလို့မရတဲ့အရာတစ်ခုထိတ်ထားစီကမောင်းတော့အလိုရှိတယ်။ဘာများပါလိမ့်မောင်နော်။ရှင်နှစ်သေးချာတားလာရတနာဘောထိတ်ထားရဲ့။အိုးမောင်တော့ကလည်းအပူပင်ကင်းသွားတဲ့ငပြင်းဟာထိတ်ထားနဲ့ပျော်ရွှင်စွာနှစ်ပါးကြည့်ရင်အချိန်ဖြုံးတဲ့။အေးနောက်နေလေရောက်ဖြစ်ခဲ့ပြီးတဲ့အတိုင်းပဲမော်စရာဟာမြောက်တရံဖန်ဆင်းလို့နန်းတော်တွင်ကိုဝင်လာတဲ့။ဒါပေမဲ့ငပြင်းကြိုတင်စီစဉ်ထားတဲ့အတိုင်းမင်းချင်းတွေကပိုက်နဲ့အုပ်ပြီးမြားနဲ့ပြစ်လို့တုတ်တင်ရှင်းလင်းလိုက်ကြတဲ့။သူ့ကိုမြောက်တီလာဆက်တာတဲ့အခါမှာမြောက်တီကလူဖြစ်သွားပါရောလားဒါကိုမြင်ပြီးထိတ်ထားတိတ်ကိုကြောက်လန့်သွားတဲ့သူကမော့ဆရာလေးထိတ်ထားရဲ့တကယ်ကိုစိတ်ထားရုပ်တဲ့လူယုံမှတယောက်ပေါ့ဒါကိုသိလို့မောင်ဖျားကြိုတင်ပြင်ဆင်ခဲ့တာထိတ်ထားရဲ့အမျော်မြင်ကြီးပါပေတဲ့မောင်ဖျားရဲ့ဒါဟာထိတ်ထားနဲ့ခမဲတော်ကိုစောင့်ရှောက်တာပဲပေါ့ကဲမင်းချင်းနေဒီလောင်းကိုမိရှုဖျက်ဆီးလိုက်ကြအမိန့်တော်အတိုင်းပါအဲ့ဒီနေ့ညနေခင်းမှာပဲဘရင်ကြီးအိမ်ရှိဆန်နန်းတော်ကိုကြွလာတဲ့သမတ်တော်အိမ်ရှိဆန်နဲ့သမီးတော်တို့ကိုမိန်ကြားစရာရှိလို့ကြွလာခဲ့တာမှန်မှမိန်တော်မူပါဖေ။ငါကိုရောကောင်းလျှော်မင်္ဂလာပြုစင်မှာပဲစံဖြူနှစ်ချောင်းတွေ့ခဲ့တယ်မှန်ပါဒါဟာဇရာလာပြီဆိုတဲ့သဘောပဲဒါကြောင့်အိမ်ရှိဆန်ကိုထိနှမ်းလွှဲပြီးသာသနာပေါင်းကိုကူးပြောင်းတော့မယ်ဘရင်ကြီးဟာသူ့ကလေးစကားအတိုင်းငပြင်းကိုထိနှမ်းလွှဲအပ်လို့ဗိတ်သိက်သွန်းလောင်းမင်းမြောက်ခဲ့တဲ့အဲ့ဒီချိန်ကစလို့ငပြင်းနဲ့ထိတ်ထားဟာဘရင်နဲ့မိဖုရားဖြစ်ပြီးပျော်ရွှင်စွာနဲ့တိုင်းပြည်ကြီးကိုအုပ်ချုပ်သွားကြတဲ့ကွယ်